Periscope ဟာကောင်းကင်ကိုစစ်ဆေးဖို့တော့အသုံးမဝင်လာဘူးသူကအမှုထမ်းတွေကို Periscope ကိုမြင့်တင်ဖို့ပြောလိုက်တယ်ဗျတက်မှု Wolfram ကကောင်းကင်ဘက်ကိုပဲအာယုံစိုက်နေခဲ့တာသူကအဲ့ဒီမှာပဲသူမသိလိုက်တာကတော့ရေခဲလိုအေးတဲ့ပင်လယ်ရေအောက်မှာဗြိတိန်ရေငုပ်သင်္ဘော Venture ကတိတ်တဆိတ်စောင့်ကြည့်နေတယ်ဆိုတာပဲဗျ Venture ရဲ့ထိန်းချုပ်ခန်းထဲမှာဒုတိယတက်မှု Chambers ဟာ Periscope နဲ့ပင်လယ်ပြင်ကိုစူးစမ်းနေရကထူးခြားတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်ပင်လယ်မျက်နှာပြင်ပေါ်မှာပေါ်နေတဲ့ Periscope ထိပ်ဖျားတစ်ခုပါဒီနေရာမှာမဟာမိတ်သင်္ဘောမရှိနိုင်ဘူးအဲ့ဒါဆိုသူမြင်နေရတာရန်သူပဲဖြစ်ရမယ်သတင်းကောင်းကိုတီးလိုက်တာနဲ့ Chambers ဟာကပတိန်ကိုချက်ချင်းလာရောက်စေခဲ့တယ်ခဏအကြာမှာ Venture ရဲ့တက်မှု James Louders ထိန်းချုပ်ခန်းထဲရောက်လာခဲ့တယ် Periscope ကိုကြည့်လိုက်ပြီးသူချက်ချင်းသဘောပေါက်သွားတယ်ဒါဂျာမန်ရေငုပ်သဘောပဲဟာအဲ့ဒီနောက် Louders ကရန်သူစီကိုပိုနီးကပ်အောင်ချင်းကပ်ဖို့အမိန့်ပေးလိုက်တယ်ပင်လယ်ရေအောက်မှာတမိုင်းဝင်ရေငုပ်သင်္ဘောချင်းတိုက်ပွဲကြီးစတင်တော့မဲ့အချိန်ရောက်လာခဲ့ပြီးမိတ်ဆွေတို့ရေဘက်ထရီမှာတော့အပြက်တီးကြတော့မယ်ထင်ရဲ့ဗျာတိုက်ခိုက်ရေး Periscope ဟာကောင်းကင်ကိုစစ်ဆေးဖို့တော့အသုံးမဝင်လာဘူးသူကအမှုထမ်းတွေကို Periscope ကိုမြင့်တင်ဖို့ပြောလိုက်တယ်ဗျတက်မှု Wolfram ကကောင်းကင်ဘက်ကိုပဲအာယုံစိုက်နေခဲ့တာသူကအဲ့ဒီမှာပဲသူမသိလိုက်တာကတော့ရေခဲလိုအေးတဲ့ပင်လယ်ရေအောက်မှာဗြိတိန်ရေငုပ်သင်္ဘော Venture ကတိတ်တဆိတ်စောင့်ကြည့်နေတယ်ဆိုတာပဲဗျ Venture ရဲ့ထိန်းချုပ်ခန်းထဲမှာဒုတိယတက်မှု Chambers ဟာ Periscope နဲ့ပင်လယ်ပြင်ကိုစူးစမ်းနေရကထူးခြားတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်ပင်လယ်မျက်နှာပြင်ပေါ်မှာပေါ်နေတဲ့ Periscope ထိပ်ဖျားတစ်ခုပါဒီနေရာမှာမဟာမိတ်သင်္ဘောမရှိနိုင်ဘူးအဲ့ဒါဆိုသူမြင်နေရတာရန်သူပဲဖြစ်ရမယ်သတင်းကောင်းကိုတီးလိုက်တာနဲ့ Chambers ဟာကပတိန်ကိုချက်ချင်းလာရောက်စေခဲ့တယ်ခဏအကြာမှာ Venture ရဲ့တက်မှု James Louders ထိန်းချုပ်ခန်းထဲရောက်လာခဲ့တယ် Periscope ကိုကြည့်လိုက်ပြီးသူချက်ချင်းသဘောပေါက်သွားတယ်ဒါဂျာမန်ရေငုပ်သဘောပဲဟာအဲ့ဒီနောက် Louders ကရန်သူစီကိုပိုနီးကပ်အောင်ချင်းကပ်ဖို့အမိန့်ပေးလိုက်တယ်ပင်လယ်ရေအောက်မှာတမိုင်းဝင်ရေငုပ်သင်္ဘောချင်းတိုက်ပွဲကြီးစတင်တော့မဲ့အချိန်ရောက်လာခဲ့ပြီးမိတ်ဆွေတို့ရေဘက်ထရီမှာတော့အပြက်တီးကြတော့မယ်ထင်ရဲ့ဗျာ